ထင်ရခက်တဲ့ Fear လိုမျိုး hero နဲ့မှလာတွေ့ရတယ်လို့ကွာဒီပွဲမှာအစကတည်းက Fear ဆိုတဲ့ hero ရှိနေပါတယ်ဆိုမှကွာဒီ hero နဲ့မှလာတွေ့ရတယ်လို့မတတ်နိုင်ဘူးလေကန်တရားစီမံရအတိုင်းပဲစော့ရမှာပေါ့ကွာထုံးစံတိုင်းပဲအပေါ်လန်းကြတယ်ဆိုတော့ကိုချောင်လေးတို့က Fear လေးနဲ့တွေ့ဖို့အတွက်မန်ပြည့်နေတော့တက်လာခဲ့ပြီခြုံထဲကနေပြီးတော့ Fear လာလေးကိုစောင့်နေတာပေါ့ဟောမှာမင်းလာပြီဆိုတော့ငါမင်းကိုလိုက်ချမှာပေါ့ကွာမင်းလာကြမ်းချင်တာမင်းလာကြမ်းချင်တာကြောင်းဟာမလုံနေလေကွာမလုံနေလေကွာဟာစတာဘူးအမေတော့ဒါလေးကိုစားချင်တာပေါ့ကွာမကြွေးဘူးကွာမင်းကိုအမှန်မှဆိုရင်အင်းညာမှာငါအဲ့ကောင်လိုက်ချလို့ရတယ်ကွာဘာလို့ငါမချတာလဲဆိုတော့ဒီကောင်ကြီးကဘန်းချက်နေမှုတော့ငါလိုက်မချတာကွာအဲ့ဒါနဲ့ဟောကောင်ကသွေးတက်ဆက်နဲ့မပြောင်းဘူးဆိုတော့ငါသိတယ်ကွာအဲ့တော့ငါဒီကောင်ကို scale and flicker နဲ့အောက်ပြီဆိုတော့ငါအမှန်ကန်စောင့်အဲ့တော့မှန်ကန်စောင့်နေတော့ဟောကောင်ကဟာသာကူစားလာတော့မြင်တော့ဟောကောင်ကတန်းဘက်သွားတယ်အဲ့ဒါငါကသွေးနေတော့ဆိုတော့ခြေနဲ့မကောင်းဘူးဆိုတော့ငါပြင်လိုက်တယ်ကွာဒီမှာဆိုရင်ကွာဟောကောင်က level 4ရတယ်နဲ့ဟိုငါ့ကိုတန်းပြီးတော့လိုက်ချတာပဲကွာငါလည်းဘယ်ရမချောင်းမလို့လေးဆိုတော့လေအရှော့တော့အကျော်တော့မခံဘူးကွာအဲ့ဒါနဲ့ငါနောက်ပြန်ပတ်တယ်အဲ့ဒါနဲ့ဟောကောင်ကငါရှေ့မှာ ED ရောင်းဝါလောက်နေတဲ့ချိန်မှာငါဒီကောင် AD flicker ကင်မယ်ဆိုပြီးတော့လောက်တော့ဟိုမှာ surprise ဆိုပြီးတော့ Sasuke ကြီးကထွက်လာပြီးငါ့ကိုတန်းဖြတ်သွားတယ်အဲ့မှာငါတစ်ခါတန်း shot ကိုချောင်းလေးကတိတ်စီးပြီးတော့မှန်ကန်နဲ့လာနေတာခုနကငါ့ကိုတောက်သွားတာဘယ်ကောင်လဲဆိုပြီးလိုက်ရှာဟာမင်းလာကွာမင်းလာဆိုပြီးတော့မီးပြီးတော့ဒီကောင်က AD ဖြတ်တယ်ဟာဖီယားလဲတမောက်ကွာရောမတေပါဘူးကွာဟိုကောင်ကြီးကတအားကန်ကောင်းနေတာဟာငါရှောတော့မှမရတော့ပြန်ပတ်မယ်ဟာဖီယာမလောက်ပါနဲ့လားကွာငါချင်းနေမကောင်းကွာပြန်မရမယ်ကိုကဖီယာလေးလာမလားဆိုပြီးတော့ခြုံထဲကနေစောင့်တာတကောင်တားဟိုမှာငါတက်နေဘန်ဝက်ဆွဲနေပါတယ်အဲ့နဲ့အမြင်မတော်လို့ဆိုပြီးတော့နှစ်ယောက်တစ်ယောက်ချမယ်ဆိုပြီးတော့ငါပါဝင်လာခဲ့ရော့ကွာဖနှောက်စားကန်ထဲလိုက်တာတော့တာဝါဘက်ပဲဒါပေမဲ့ချောင်းကချီချော်ပြီးတော့ဘေးဘက်ကိုပဲထွက်သွားခဲ့တယ်ဒါပေမဲ့လည်းဖီယာလေးကတော့တည်သွားတာပါပဲလေဒီမှာဆိုရင်ငါက create ရှင်းတာတော့ဟိုဘက်ဆူယူကသူ့ရဖီယာလေးကိုတက်သွားလို့ဆိုပြီးတော့ငါ့ကိုလိုက်ပြီးတော့ပြင်းတယ်ငါ့ကိုအဲ့ဒီကွက်နဲ့လာတက်လို့ဘယ်ရမှာလဲကွာငါရဲ့အချောင်းကတိုင်းတက်တယ်ကွာဒီမှာဆိုရင်ကွာဟိုဘက်ချမ်းကနေပြီးတော့ဆူယူလာတော့မြင်တော့ဒီကောင်းရဲ့ skate တူရှောင်းလိုက်တယ်အဲ့မှာကားလာတိုက်ပါတယ်တဲ့တခါလဲတန်းပြီးတော့ရှော့ရတာပဲဘာမှဟိုလှုပ်ချင်မရလိုက်ပါဘူးကွာဒီမှာဆိုရင်ငါပြန်ရှင်းလာတော့အပေါ်ကလေးကိုငါရှင်းနေတာကွာအဲ့နဲ့ကားကနောက်တစ်ခါပြန်လာတော့ကိုကရှောင်းတိုင်းတော့ skate တူနဲ့ရှောင်းလိုက်တာအဲ့ဒါငါတက်လို့ဝင်လာတော့ငါလိုက်တဲ့နေနောက်နေပြီးတော့ငါလိုက်ဝင်ဒီတခါတော့နှစ်ခါမရဘူးကွာမင်းတို့ဆိုပြီးတော့အမှနှစ်ကောင်လောက်ငါလိုက်ပြင်းတယ်ကိုယ့်ရဲ့ချောင်းလည်း damage ထွက်နေပြီဆိုပြီးတော့ order လေးနဲ့ဂျွန်ဆန်လေးကိုပဲနှစ်ကောင်လုံးမှာအဲ့နေရာမှာပဲငါတပတ်ကြီးကောက်လိုက်တာကွာဒီမှာဆိုရင်ကွာဂျွန်ဆန်နဲ့ order ကမချေနဲ့လို့ဆိုပြီးတော့ငါစီကိုနောက်တစ်ခေါက်ပြန်လာတယ်ကွာအဲ့ဒါနဲ့ဒီကောင်ငါ့ကိုတိုက်တာလွဲသွားတော့အဲ့မှာဒီကောင်နှစ်ကောင်လောကငါ့ကိုအမဲလိုက်မယ်ဆိုပြီးတော့ဝင်လာတာဝါလေးဝင်လာတော့အဲ့ဒါငါကတာယာလေးပဲဒီနှစ်ကောင်ငါပြန်တက်ပေးလိုက်တယ်ကွာနောက်တစ်ခါဒီမှာဆိုရင်ကွာအမှန်တော့ငါကစုယူကိုကန်မဲဆိုပြီးတော့အမှန်ကန်ဝင်သွားတာဟောရောက်တော့ချီချော်ပြီးတော့ဖီယာကိုပဲကန်မိတယ်အဲ့ဒါနဲ့မထူးဘူးဆိုပြီးတော့နောက်ပဲပြန်ပက်တာကန်နဲ့တိမ်မှာမဟုတ်ဘူးကွာဒီကောင်အဲ့နဲ့ကိုရှင်လေးကတွေးလျှော့ပြီးတော့မြင်တော့ငါလိုက်တဲ့တီးနဲ့ကောက်ပေးလိုက်တယ်ကွာအဲ့ကောင်နောက်တစ်ခါတော့အဲ့မှာငါဆူယူကိုမြင်တော့ဒီကောင်ကငါဖြတ်မယ်ဆိုပြီးတော့အဲ့မှာငါ Airborne Flicker နဲ့ဝင်ပြီး AD နဲ့ဖြတ်ကန်လိုက်တာငါကအဲ့မှာ damage မလောက်တော့ငါကပဲပြန်ရှော့သွားတယ်ကွာဒီမှာဆိုရင်ငါက BOD ထွက်ပြီးဆိုတော့အမှငါဆူယူဖြတ်လို့ရပြီဆိုတော့ဒီကောင်ကငါစောင့်အဲ့ဒါနဲ့ဒီကောင်ကလည်းလာတော့အမှငါ skill တော့ငါထုတ်ပြပြီးငါဒီကောင်အလှလေးတက်ပေးလိုက်တယ်ကွာဒီမှာဆိုရင်ငါဟိုမှာဇောင်းကြနေတဲ့ Sasuke ကိုမြင်တော့ဒီကောင်ကိုနောက်ကဇောင်းမကြရအောင်ဆိုပြီးတော့ဒီကောင်ကနောက်ကထပ်ပြီးတော့ပြင်းပေးလိုက်တယ်ကွာအဲ့မှာဒီတခါတော့ကွာဟိုဘက်ချမ်းမှန်တိုင်းမဆောင်းရန်ထွက်တဲ့ order လေးကိုငါအရင်ဖြတ်ပေးလိုက်တယ်ကွာအဲ့နဲ့ header ရမြင်တော့ error ရငါ့ကိုလိုက်ပြီးတော့မဲတယ်ကွာအဲ့မှာငါ importer ကျသွားတယ်ကွာ importer ကျတော့အမှငါ winner ခေါင်းထက်ခဲလိုက်တယ်ကွာအဲ့မှာငါ winner ခေါင်းခဲနေရင်းနဲ့ပဲအမှပွဲရပြီးသွားတယ်ကွာကျွန်တော်ရဲ့ဗီဒီယိုကိုစောင့်အောင်ကြည့်ရှုပေးတဲ့ကျွန်တော်ရဲ့ view ဟာအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်